ဒီဝတ္ထုကလွမ်းရဆွေးရတာထက်ငါဒီလဲတနေ့သိရမှာပါလားဆိုတဲ့တန်ဝင်ကားရတယ်လူတိုင်းသွားမဲ့လမ်းစဉ်ကိုမေ့နေမှာဆိုလို့တတိပေးလိုက်တယ်လို့ပါပဲဒီစာအုပ်ထဲမှာအကြိုက်ဆုံးစာပိုင်လေးတစ်ခုပြပြချင်ပါတယ်တန်ဝင်ကားလင်ကားတဲ့အချက်ကလေး၈ချက်ရှိပါတယ်နုနယ်ရုပ်စင်းပြုံမြင့်ခြင်းကအိုခြင်းနောက်ဆုံးရှိကြ၏ဥစ္စာစင်မြင့်ပေါ်များခြင်းကယိုယွင်းနောက်ဆုံးရှိကြ၏ဝိညာဉ်ထင်လင်းသက်ရှင်ခြင်းကတည်ခြင်းနောက်ဆုံးရှိကြ၏ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြ၏တက်ကြွားကြွကြွမြင်လွန်းကြလဲရှောကြနောက်ဆုံးရှိကြ၏ခုံမင်ခရချစ်လွန်းကြလဲတောကနောက်ဆုံးရှိကြ၏ပွဲလေပြင်ပချီးမွမ်းကြလဲရှုတ်ချနောက်ဆုံးရှိကြ၏ကြည်တာရှင်ပြချမ်းသာကြလဲဒုက္ခနောက်ဆုံးရှိကြ၏ဒီအနက်အတိတ်ပဲကိုတော့ထွေးထူးပြီးရှင်းပြနေကြမလို့ပါဘူးအနေစာဆိုတဲ့သဘောတရားကိုရေးထားတာပါကျွန်တော်တို့ဘယ်အရာမှအမြဲမရှိဘူးချစ်ပြီးရင်ပြတ်မယ်ရှင်ပြီးရင်တည်ကြရမယ်တွေ့ဆုံပြီးရင်တစ်ချိန်ချိန်မှာခွဲခွာကြရမယ်မမြဲခြင်းသဘောတရားကိုရေးထားတဲ့တန်ဝင်ကားလင်္ကာလေးပါ